တောက်ကြဂျူဟာနိုဝင်ဘာ26ရက်နေ့ထိရှိမှဖြစ်တဲ့အတွက်ဆက်နံရာသီဖွားများအားလုံးဒီမှာကောင်းတော့တွေ့ရပါတယ်ဘလို့ကောင်းမလဲဆိုတာခရီးနဲ့ပတ်သက်တဲ့အလုပ်ကိုင်တွေကောင်းပုံမယ်စကားအပြောဆိုနဲ့ပတ်သက်ပြီးတော့ဆက်နွယ်လုပ်ကိုင်ရတဲ့အရာများအဆင်ပြေမယ်အနုပညာနဲ့ပတ်သက်တာတွေအလားပါရေးရနဲ့ပတ်သက်တာတွေနိုဝင်ဘာ26ရက်နေ့အထိကိုကောင်းမွန်စွာအဆင်ပြေမှာဖြစ်ပါတယ်မတ်လ21ရက်မှာ April 19မှာမွေးတဲ့မေတ္တာလက်ပိုင်ရှင်တွေဟာအလုတ်ကင်လက်ရှိလုတ်ကင်တာတွေအဆက်အဆင်ပြေမှာဖြစ်ပါတယ်ထို့သူအိမ်ထောင်ရေးလူမှုရေးအခြေစသည်များထူးခြားကောင်းမွန်စွာနဲ့တိုးတက်ပြောင်းလဲလာမည်ရှိမှတွေ့ရပါတယ် April 20မှာ March 20မှာမွေးဖွားတဲ့ဂျိတာလက်တွေကတော့အနေနဲ့တတိထားမှာဖြစ်ပါတယ်အခုလက်ရှိလုတ်ကင်နေတဲ့အလုပ်တွေထူးသဖြင့်ကိုရေးကော်သားနဲ့ပတ်သက်တဲ့အလုပ်တွေဆိုလို့ရှိရင်နိုင်ငံတတိထားလှုပ်ဆောင်မှာဖြစ်ပါတယ်မိလုပ်ငန်းကိုင်နိုင်တဲ့တော်ကောင်မိမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့တခြားလူတွေနဲ့ရှင်ပြိုင်ပြုလုပ်ရတဲ့ကိစ္စများကိုလည်းနိုင်ငံအချိန်တိုးရမလုပ်ဘဲနဲ့ဆင်ခြင်ပြီးတော့တတိထားထိမ့်ပြီးလုပ်ကိုင်မှာဖြစ်ပါတယ်မေ21ကနေဇွန်20မှာမွေးဖွားတဲ့မိထုံလက်ဖွားများအနေနဲ့ကိုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုတိုးချက်စလို့ဖြစ်စေအခြားအလုပ်တစ်ခုအတွက်လုပ်ကိုင်နေဖို့အတွက်စစီစဉ်နေတာဖြစ်လို့ရှိရင်အောင်မြင်မှာဖြစ်ပါတယ်။လိုအပ်တဲ့ငွေကြီးများကိုအမျိုးသမီးတယောက်နဲ့ပတ်သက်ရတော့၎င်းမိဆွေမျိုးသားချင်းနဲ့တော့ပတ်သက်ရတော့၎င်းတစုံတစ်ခုတော့အကြောင်းအရာကြောင့်ပတ်သက်ပြီးတော့ရရှိပြီးတော့အဆင်ပြေသွားနိုင်တာဖြစ်ပါတယ်။ဇွန်21ကနေဇွန်လ22အထိမွေးဖွားတဲ့ကာရကက်လက်ဖွားများဒီနိုဝင်ဘာ19အထိအတော်လေးကောင်းပါပါတယ်။မိယာအင်ချန်မီနဲ့ပတ်သက်တာအစ်စ်ပြုလုပ်လိုတာမျိုးဝယ်ယူလိုတာမျိုးဖြစ်လို့ရှိရင်အောင်မြင်နိုင်ပါတယ်။အခြားတော့ဝင်ငွေများကြာတော့လက်ဆောင်ပစ္စည်းများလည်းရတတ်ပါတယ်။ဒါလို့မော်တော်ကားတွေလဲမယ်မော်တော်ကားအစ်စ်ဝယ်မယ်ဆိုလို့ရှိရင်လည်းဤကာလမှာအဆင်ပြေချုံးမိသွားတာမျိုးဖြစ်မှာကိုတွေ့ရပါတယ်။ဇွန်လ23မှာဩဂတ်22အထိမွေးဖွားတဲ့လီယိုတိမ်လက်များပါတော့ကြေးသာခရီးနဲ့ပတ်သက်တဲ့အလုပ်ကိုင်တွေကိုတိုးချက်လုပ်မယ်ဆိုရင်အဆက်အသွယ်ကောင်းနေရရှိမှာဖြစ်ပါတယ်ကိုအလုပ်လက်ရှိအလုပ်မှာစီမံခန့်ခွဲရေးကိစ္စတွေလုပ်ရင်းနဲ့အခြားတော့တိုးချက်နိုင်တဲ့အလုပ်တဲ့ကိုင်အတွက်အဆက်အသွယ်ကောင်းများရရှိနိုင်တာကိုတွေ့ရပါတယ်ဩဂတ်23မှာစက်တင်ဘာ22အတွင်းမွေးဖွားတဲ့ကန်လက်သမားများကတော့မိလက်ရှိလုံးနိုင်နေတဲ့အလုပ်ကိုင်တွေအဆင်ပြေမယ်ရီမန်းထားမျိုးရီမန်းချက်ကြံစီတွေအားလုံးအောင်မြင်မှာဖြစ်ပါတယ်ရိုးအောင်မြင်တာမဟုတ်ပဲထိုလုပ်ငန်းကိုင်ငန်းနေပြီးတော့ပစ္စည်းဥစ္စာများရရှိစုဆောင်းနိုင်တာမျိုးလဲနိုဝင်ဘာ19ရက်နေ့အတွင်းမှာဖြစ်နိုင်ပါတယ်စက်တင်ဘာ23မှာအောက်တိုဘာ22အတွင်းမွေးဖွားတဲ့သူလက်သမားများကတော့လက်ရှိလုပ်ကိုင်နေတဲ့ကိုရေးကိုသားနဲ့ပတ်သက်တဲ့အလုပ်တွေနောက်ကိုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ဆက်နေတဲ့ငွေကြီးစီမံခန့်ခွဲမှုကိစ္စတွေရှိလို့ရှိရင်အရန်တိုးချက်လုပ်ကိုင်မှုမပြုလုပ်သင့်ပဲပုံမှန်အနေထားလေးတာပြုလုပ်သင့်ပါတယ်အောက်တိုဘာ23မှနိုဝင်ဘာ22ထိမွေးဖွားတဲ့ပြိဿရာသီဖွားများဒီရက်ပိုင်းမိရဲ့အခြေရေးအိမ်တော်ရင်းနဲ့ပတ်သက်တာတွေအနည်းငယ်မကောင်းတဲ့ဖက်ကိုရောက်နေတယ်လို့ထင်ရပေမဲ့ဆက်လက်တာဖြည့်ရှင်းစရာမရှိလို့ရှိရင်လည်းပုံမှန်နေသားတာနေသွားပါပြဿနာဆိုတော့တဖြည်းဖြည်းမရှိတဲ့လောက်ဖြစ်သွားမှာဖြစ်ပါတယ်။ကျန်တဲ့အရာများတော့ပုံမှန်အတိုင်းတွားနေမှာဖြစ်ပါတယ်။နိုဝင်ဘာ23မှဒီဇင်ဘာ21အထိမွေးဖွားတဲ့ဓနုရာသီဖွားများအနေနဲ့တော့ဒီနိုဝင်ဘာ19ရက်နေ့အတွင်းအလွန်ကောင်းမွန်တယ်လို့ပြောနိုင်ပါတယ်။ဝင်ငွေကိစ္စများအထူးကောင်းမွန်မှာဖြစ်ပါတယ်။ကိုယ်နဲ့ပြုလုပ်သည့်အခြားတော့တွဲဖက်အလုပ်ကိုင်များမှလည်းအကျိုးမြတ်ရရှိတာမျိုးဖြစ်မှာဖြစ်ပါတယ်။ဒီဇင်ဘာ22ကနေဇန်နဝါရီ20မွေးဖွားတဲ့မကာရရာသီဖွားလည်းနိုဝင်ဘာ19ရက်အတွင်းမှာအထူးကောင်းမွန်တာဖြစ်ပါတယ်မိမိလုပ်ငန်းကိုင်မှလက်ရှိလေပတ်နေတာစီမံခန့်ခွဲတဲ့အစအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်လုပ်ငန်းအသစ်စမှမျိုးရှယ်ယာဝင်ပြီးတော့ယင်းဤမြုံနှံတာမျိုးအစီအစဉ်ရှိလို့ရှိရင်ရေဝန်းတာနိုဝင်ဘာ19ရက်အတွင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်ဇန်နဝါရီ21မှ February 18အတွင်းမွေးဖွားတဲ့ကုံလက်များကတော့ကိုလက်ရှိလုပ်ကိုင်နေတဲ့အင်ချန်မြေနဲ့ပတ်သက်တဲ့ကိစ္စတွေမော်တော်ကားစသည့်တနင်္လာနေ့နဲ့ကိစ္စတွေ
ရှားတော့ရေမှန်းချက်များရှိခဲ့မယ်ဆိုလို့ရှိရင်ဒီနိုဝင်ဘာ19ရက်နေ့အတွင်းမှာအဆင်ပြေဖေဖော်ဝါရီ19မှ March 20မှာမွေးဖွားတဲ့မိန်ယာရီဖွားများကတော့မိမိလုံးသက်စလုပ်ငန်းတွေထဲမှာခရီးနဲ့ပတ်သက်တာအဆက်အသွယ်လုပ်ကင်ပြီးတော့သူဘာတူနဲ့ရှေ့ရလိုမျိုးတိုင်ပင်ဆွေးနွေးပြီးတော့လောက်ကင်ရတာမျိုးရှိလို့ရှိရင်တတိထားဆောင်ရွက်ရပါမယ်အဆက်အသွယ်တဲ့လုပ်ငန်းအသစ်များပြုလုပ်ခြင်းကိုဒီနိုဝင်ဘာ26ရက်နောက်ပိုင်းမှသာလျှင်ဆက်လက်ဆောင်ရွက်တင်ပါတယ်ဒီအတွက်ကြောင့်တောက်ကြကျူဟာသူရသည့်ခွင်ကိုနိုဝင်ဘာ2ရက်နေ့မြန်မာစံတော်ချိန်14:45မိနစ်30စက္ကန့်မှာပြောင်းမှာဖြစ်ပါတယ်နိုဝင်ဘာ26ရက်နေ့12:23မိနစ်54စက္ကန့်အထိသူရသည့်ခင်ကရက်တည်နေမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်12ရာသီဖွားများကျိုးသက်ရောက်မှုများကိုဖော်ပြပြီးဖြစ်ပါတယ်အများအပြားကောင်းမွန်တာတွေ့ရပါတယ်ရာသီခွင်တစ်ခုနှစ်ခုသာလျှင်တတိထားလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒီဟာတောက်ကြကျိုးရဲ့အကျိုးသက်ရောက်မှုလို့ပြောနိုင်မှာဖြစ်ပါတယ်